Old Trafford နဲ့ Anfield ကိုနေမှာကစားချင်တယ်လို့ရာမဲဖွင့်ဟာဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘာစီလိုနာရဲ့အမကန်လူငယ်ကျဲဝင်လာမဲရမဲကအင်္ဂလိပ်ဘောလုံးလောကကိုအတော်လေးသဘောကျကြောင်းအာဆင်နယ်တောင်ပန်ကစားသမားဘူကာရိုဆာကာကိုလေးစားအားကြကြောင်းနဲ့မန်ချက်စတာယူနိုက်တက်ရဲ့ Old Trafford ကွင်းမှာကစားကျင်စေရှိကြောင်းဖွင့်ဟပြောကြားလိုက်ပါတယ်။အသက်19နှစ်အရွယ်မှာတွင်စံချိန်ပေါင်းများစွာကိုချိုးဖျက်ပြီးတမိုင်းစာမျက်နှာတွေကိုပြန်လည်ရေးထိုးနေတဲ့လာမာစီယာအကယ်ဒမီထွက်လူငယ်လေးဟာဘာစီလိုနာကန်ဝင်ကစားသမား၈ကြိမ်မြောက်ဘောလုံးတော်ဆိုရှင်လီယိုနယ်မက်ဆီရဲ့ခြေအောင်နေပြီးစပိန်ဘောလုံးလောကရဲ့မျက်နှာသစ်ကျဲပွင့်ဖြစ်လာခဲ့ပါတယ်။ဘာစီလိုနာအသင်းကဒီနွေရာသီမှာရာမဲအသက်18နှစ်ပြည့်ပြီးတာနဲ့သူ့ကိုရေရှည်စာချုပ်သစ်ချုပ်ဆိုဖို့အသင့်ပြင်နေပါတယ်။ဥရောပရဲ့ပြိုင်ဘက်အသင်းကြီးတွေကဒီပါရမီရှင်လူငယ်လေးကိုခေါ်ယူဖို့စိတ်ဝင်စားနေကြပေမဲ့ဘာစီလိုနာကတော့အကောင်းဆုံးဟန်တာထားနိုင်စေပါရာမဲနီနဲ့ကက်တလိုနီးယားမှာဘလောက်ကြာဆက်ပြီးတော့ရှိနေမလဲဆိုတာတော့စောင့်ကြည့်ရမှာပါသူရဲ့နာမည်ကုန်းသတင်းကတော့ဆက်လက်မြင့်တက်နေပြီးရာမဲကမက်ဆီအာလင်းဟာလန်နဲ့ NBA စူပါစတာလီဘရွန်ဂျေ့စ်တို့လိုပဲနာမည်ကြီးဘေ့စ်ပိုင်ဂျီရဲ့တန်တမန်ဖြစ်လာခဲ့ပါတယ်အဲ့လိုမျိုးပူပေါင်းဆောင်ရွက်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြောဆိုရမှာတော့ဒီလူငယ်လေးကပရီးမီးယားလိပေါ်သူစိတ်ဝင်စားနေတဲ့အကြောင်းကိုဖွင့်ဟလာခဲ့ပါတယ်။